ရှိတိုင်းစမင်းနဲ့မျက်နှာချင်းဆိုင်ထိုင်ပြီးစကားတွေပြောလိုက်ခြင်းနဲ့ချိန်အတိုင်းတာတွေရှိဒါကလည်းစိတ်ကူးတစ်ပတ်သာငါရဲ့ဘက်ကในฐานะที่ผมเฝ้ามองอาวินขอแค่ให้ผมได้ซัพพอร์ตความฝันของเขาผมก็พอใจแล้วငါဆိုတာလေခုမင်းမသိတဲ့တိုင်းဆက်ပြီးတော့နေမယ်အကယ်၍မင်းနာဒီဘဝရောက်ဖို့ခိုင်းရင်နင်နာမဟုတ်တဲ့ငါဝေးကနေချင်မယ်ငါဆိုတာလေခု